မင်္ဂလာပါ The Great Consular Terra မှာဖြစ်ပါတယ်။တင်အတွက်မနက်ဖြန်ငွေကြေးကန်အခြေအနေကိုဖတ်ကြားပေးပါမယ်။မနက်ဖြန်မှာငွေကြေးကန်အခြေအနေနဲ့ပတ်သက်ပြီးတော့ဘလောက်ပဲပေါ့နော်အခက်ခဲတွေပဲရှိအဆင်ပြေသွားတတ်ပါတယ်။ကိုလိုချင်တဲ့ပမာဏအတိုင်းရတတ်ပါတယ်။ကိုပြောတဲ့စကားဟာတည်မြဲတတ်ပါတယ်။ကိုပြောတဲ့စကားကိုတစ်ဖက်လူကတခြားသူကပေါ့နော်လိုက်ရောပေးရတာမျိုးဖြစ်တတ်ပါတယ်။မိသားစုတွင်းမှာပဲဖြစ်ဖြစ်အလုပ်ခွင်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ဆန္ဒအလျောက်အဆင်ပြေသွားတာမျိုးရှိတတ်ပါတယ်။ငွေကြေးမှာလည်းတကယ်တော့ပေါ့နော်မနက်ဖြန်ကအပြိုင်ဆိုင်များတဲ့နေ့လို့တော့ပြောလို့ရပါတယ်။ကိုရမယ်ငွေကြေးတွေအလုပ်ကိုင်း project တွေနဲ့ပတ်သက်ပြီးတော့တခြားသူတွေကပေါ့နော်ကိုမရစေချင်တာမျိုးလိုက်ပြီးတော့ရှင်ပြိုင်တိုက်ခတ်တာမျိုးတော့ကြုံရတတ်ပါတယ်။ဒါပေမဲ့ကန်တရားသည်သူတို့ရှင်လို့မရအောင်လို့ကိုယ့်ရဲ့ကန်တရားကအမြင့်တနေရာမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ဘလောက်ပဲပေါ့နော်ဝိုင်းပြီးတော့တိုက်ခိုက်ကြပါစေမနာလိုဖြစ်ကြပါစေကိုကတော့အဲ့ဒီအမြင့်တနေရာမှာနေရာတစ်ခုကိုရမှာဖြစ်ပါတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့တလုံးတစ်ခဲမျှော်လင့်ထားတယ်ဆိုလို့ရှိရင်လည်းငွေဝင်ကိန်းရှိနေတာမျိုးတော့တကူးတကငွေဝင်ကိန်းရှိနေတာမျိုးတော့မဟုတ်ပေမဲ့လို့ကိုလိုချင်တဲ့ငွေပမာဏကိုကပေါ့နော်ဖန်တီးနိုင်စွမ်းရှိတဲ့energy မျိုးရှိနေတာမျိုးတွေ့ရပါတယ်။ဒါကြောင့်မနက်ဖြန်မှာပြောစရာရှိရင်လည်းရဲပြောနိုင်ပါတယ်။လောက်ကင်စရာရှိတဲ့ကိစ္စတွေမှာလည်းရဲလောက်ကင်နိုင်တယ်ဆိုတာမျိုးတွေ့ရပါတယ်။ဒါပေမဲ့ဒီ reading ကိုကြည့်နေတဲ့ collective လေးတွေကတော့ငွေကြေးနဲ့ပဲဖြစ်ဖြစ်စီးပွားရေးကိစ္စနဲ့ပဲဖြစ်ဖြစ်ကိုယ်တိုင်ကတော့စိတ်သိပ်ပြီးတော့အဆင်မပြေတာမျိုးစိတ်မချမ်းမြေ့တာမျိုး energy ကျနေတာမျိုးအားနည်းနေတာမျိုးတော့ရှိတတ်ပါတယ်။ဒါပေမဲ့အဲ့ခါလေးကိုကြိုတင်ပြီးတော့ပြင်ဆင်ပြီးတော့ကိုကပေါ့နော်အောင်ပွဲခံရမယ်စစ်တီတော့တယောက်လိုမျိုးစိတ်ဓာတ်ကိုထားပြီးတော့တင်းမာနဲ့အဆအရကိုစူးစမ်းပြီးတော့လှုပ်ဆောင်ကြည့်ပါကိုဖြစ်စေချင်တဲ့အတိုင်းလေးပဲပြောကြည့်ပါအရာတိုင်းဟာအလုံးအဆင်ပြေသွားလိမ့်မယ်ဆိုတာမျိုးတွေ့ရပါတယ်နော်ဒါဆိုလို့ရှိရင်ဒါကတင်တွက်မနှက်ဖြန်ငွေကြေးကန်အခြေအနေဖြစ်ပါတယ်အားလုံးပဲစီးပွားဥစ္စာများဒီလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်